ကဲလာအမိုးစိန်ငါတို့တော့အိတ်ကြရအောင်ညလဲနေသွားပြီဆိုတော့တော့အိတ်ကြရအောင်ဟုတ်ကဲ့လက်ဖြတ်ကြဟိုမမိုင်လာပါစေတမီးသူနောက်သူအိတ်လိုက်သွားချင်လို့ဟာနေရလေအိတ်လိုက်အမအော်အေးအော်ဟာမိုးအောင်လေးသွားပြီပဲဒီချုံမို့ချိုပြင်းအမွေစိတ်တော့အိတ်သွားမယ်မင်းနိုင်တက်လိုက်အောင်မကဲမင်းနိုင်တက်ပြီးတော့ဆိုရေချိုးမယ်ကဲရေလေးချိုးလိုက်အောင်မကဲရေချိုးလဲပြီးသွားပြီဆိုတော့အင်းကြီးလဲမယ်ကဲဝတ်စားလဲပြီးသွားပြီဆိုတော့သူအိတ်သွားလိုက်အောင်မကားနဲ့မြင်သွားမယ်ကားလေကျင်းမှုနဲ့ကြာနေအရှိမခဏလေးစောက်လိုက်အောင်မဒီတစ်ခေါက်လည်းငါနေကြော်ပြီးသွားရမယ်မြတ်တော့မှသူတို့လေမနဲ့စားဖို့လည်းခေါ်လိုက်အောင်မကြီးမမဟဲ့ကဲရောက်ပါပြီဆိုတော့သူတို့တော့ခေါ်လိုက်ပါအောင်မမြတ်တော့မှအရှင်တော့မွေးစိဟာမမလာပြီလားမသိဘူးကိုကြီးမြတ်စားအောက်တော့မယ်အေးပါဟဲ့လာအမရောက်နေတယ်ယေးမမအိတ်လိုက်ချင်တယ်အဲ့ဒါဆိုနေရလို့လိုက်ခဲ့လေနေရလို့လိုက်ခဲ့လိုက်ဘာမှဖြစ်ကိုဝဝရဲလိုက်နော်လို့အေးပါအဲ့ဆိုငါလည်းလိုက်မယ်တအဝတ်ဆက်တက်လေဟုတ်ကဲ့ခဏစမင်းညီတက်လဲမယ်ပြောလိုက်တာအဆက်လဲအမေကဲလဲလို့လဲပြီးပါပြီကိုဝဝရဲလဲလို့ပြီးပါကိုဝဝတက်လဲတော့ဟုတ်ပြီငါတက်လဲခဏစောက်အောင်နော်ဘာလဲမဘာလို့လိုက်လာလဲနေလဲလိုက်လာနေလေဟီလိုက်လာမအာယုံဘာလဲဘူးပါဆိုမှာကဲလဲလို့လဲပြီးသွားပြီဆိုတော့တွားလိုက်အောင်ကဲကျွန်တော်လည်းပြီးပြီမရင်တွားကြရအောင်ဟုတ်ပြီအဲ့ဆိုအလုပ်လားမြန်လာပါဝရဲ့ဘာလို့ကနေရတော့ဟုတ်တော့လာဒီဖက်မှာကားကဲတိကျဝကြီးပြန်ရောက်သွားပြန်လာတိကျပါလို့ဟဲ့ကဲရပြီအဲ့ဆိုသွားမယ်ဟဲ့လမ်းဘလို့ဖြစ်တာကဲမုတ်စားပြီးကြပြီလားစားပြီးသွားပြီမမဟဲ့ဟုတ်လားအဲ့လေးထက်စားလိုက်နော်ထက်စားလိုက်ယေးထက်စားမယ်
ဘာလို့ဘာမှမပေါ့ကားနဲ့တိုက်မိသွားတာတော်ပါသေးရဲ့ခဏလေးအော်တော်လို့ရဖြည်းဖြည်းမှမယ်မဘယ်သွားမှလဲမုတ်ဆိုင်သွားမှာပေါ့မုတ်ဆိုင်သွားမှာလားမုတ်ဆိုင်ဘယ်နားမှာလဲမုတ်ဆိုင်နားမှာရှိရပေါ့လာကဲဒီမှာဆိုင်လာကြဒီမှာထိုင်ကြမယ်ကဲဘာစားချင်လဲမှာကြအရင်စားလို့ကောင်းတာပဲစားလေမွေးစားဟုတ်စားနေရမအရင်စားကောင်းတယ်ဟုတ်တယ်အရင်စားလို့ကောင်းတယ်အဲ့ဆိုရှော့သွားကြမယ်လေလာကြကဲလာရှော့သွားကြမယ်တိကျမွေးစဲနော်အမြဲရှေ့မှာပဲထိုင်နေတာရှေ့မှာဆိုအကုန်မြင်ရတယ်လေအနောက်မှာလည်းမြင်ရပါတယ်အနောက်မှာရှေ့ကလူနဲ့ကွဲနေတာမမြင်ရဘူးပါပြီရှေ့ဆိုင်မှာလည်းသွားစားမယ်လေဟုတ်အိလဲရောက်ရောဖတ်တီဖြစ်သွားတယ်အားလာမှာကဲလာလေဘာတော့တူးနေတော့မွေးစရဲလာဟုတ်ကဲလာဆိုင်ထဲလာကဲလာဒီမှာပဲထိုင်မယ်ကဲစားကြအရင်စားလို့ကောင်းတယ်ဟုတ်တယ်မမအရင်စားလို့ကောင်းတယ်ဟုတ်တယ်အရင်ကိုစားလို့ကောင်းတာလေဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲဒီဗီဒီယိုချင်းဒီ channel like နဲ့ subscribe လေးပေးကြပါဦးပြီးရင်သူအမွေးစရဲ့အိမ်ရဲ့ ID ကိုမေးထားမလို့အမွေးစရဲ့ ID ကတော့ဒီမှာပါရှင့်အားလုံး bye bye